အဲ့လိုယနေ့လိုက်တဲ့လူဆိုတော့အဲ့လိုထိကြလက်ကြရှိနေပါ မလုံနဲ့သူရှိလို့တို့တစ်ဖွဲလို့ရေတွေးတောင်းနေရတာ သူကလည်းအလုံးမရှိရင်တွေးကြီးခွာတိုင်းနေကဲအဲ့တော့ဒီကကပြဖြောင်းရင်မကတော့ခွေးတီကိုရင်တွေး ဟောမလေးဝင်းဝင်း ငါစိတ်ကဆွဲသွားတယ်မြာကဲအဲ့တော့ဒီခါကျရင်ငင်းကြခိုင်ကတိုင်ရီဘီယာဖျားဖျားတောင်းတောင်းရွှေမျိုးတို့တရားလုံးအေးချမ်းမှုတာယာမှုအန္တရာယ်ကင်းမှုဒီနေ့နေရဖို့ဒီတက်မကလူနိုင်မှုတိုင်ရီဘီယာဖျားဖျားကြည့်ရှုဖို့လာတယ်ဟဲ့တိုင်ရီဘီယာမကြီးဝင်ခစားနာဆင်းကြောင်းလို့ဗျာဘာဖေးရတခါမွေးရရေလောင်းထိုင်လာတာလားမသိဘူးနော်အာအောင်ပါလေတို့ဒီလိုနဲ့ရေချမ်းအောင်လို့အဲ့မွေးရနင့်မေကြီးကမွေးလားနင့်မေမွေးဒီပေါ့အဲ့ဆိုရင်ဟိုနဲ့ဟိုဖြောင်းနဲ့ဆက်နဲ့ဆွဲတာရှင်ဖြောင်းဆက်နဲ့ မန္တလေးကနှခမ်းမွေးဆိုတာတချို့ကမသိကြသိလွယ်လွယ်လေးကိုမသိကြတာဖြစ်တယ်နှခမ်းမွေးဆိုတာမတင်မချင်းမှတ်တာတို့ယောက်ျားလေးတွေမပေါက်ဘူး ချမလေးနှခမ်းမွေး အဲ့ဒါတခမ်းမွေးတခမ်းထဲမှာပေါက်တာတခမ်းမွေးနှခမ်းမွေးသိကျင်လား ဟမ အပြန်ကြမင်းမအောင်မေးလိုက် ထားတ ကူ ခါ မေဟေလူရဖုံးဆက်လိုက် တခမ်းထဲမှာပေါက်လို့အဲ့ဒါတခမ်းမွေး ဟောပါ နှခမ်းမွေးကအိမ်ရောက်မှမင်းမပြခမ်း အမလောက်ပါကျွန်တော်လည်းဘူးသူတရတာပေါ့ ရအဲ့မသေးပါကြဘူးလက်မော် အဲ့ဒါကြတော့ तू ကတခမ်းခွဲမွေးတဝက်ကမရှိတော့ဘူး မသေးပါဟိုကောင်အကျော်တိုင်ရင်ဟိုပြရဆိုတော့တမှုမှမရှိ အဲ့ဒါပြောလို့ပြတာမဟုတ်ဘူးအစိုးရလေးလည်းခေါ်မရတော့အမှန်ပဲ ဟုတ်တယ် အဲ့ငမျိုးကြောက်ပြီးတော့ကိုမလိုက်ရဲကြဘူးဒါပေမဲ့ဒီတော့တခုတော့အာမခံတာရဲရဲအာမခံတယ် ဟုတ်တယ် အစိုးရတွေပြောင်းရောင်ရှိနေဟိုက်ဆိုင်နဲ့လုံး ပြောင်း ဟိုကတော့တချမ်းကုန်သွားပြီ ကဲအဲ့ဒီခါကျရင်နင်းတဲ့ခါရင်နောက်ဆုံးပိတ်တောင်းနောက်ကကလေးတွေအတွက်ပါနော်တငယ်တော်ဆိုတာသိတယ်မလား ငါပြောသည်လေ တငယ်တော်နတ်ဆိုတာကတို့တောင်းနောက်ကကလေးတွေမွေးကင်းသောကလေးတွေကနိုးစားတယ်လို့မေယူမပြောတတ်အဲ့တော့ပကတ်ထဲမှာထည့်ထားတဲ့ကလေးဟာနိုးတိုက်ချင်တယ်ဆိုရင်မေယူနဲ့ကလေးနဲ့ချားမှာဖုံးဆက်တယ်လို့ကွန်တက်လုပ်ပြီးတယ်အဲ့ဒါတငယ်တော်ဒါကြောင့်မအဲ့ဒီတငယ်တော်ရှိရင်အဲ့ဒီကလေးတွေဟာနေတိုင်းချမ်းပါတယ်အဲ့ဒီကလေးကိုပကတ်ထဲမှာထည့်ပြီးတော့ဘေးကနေချောင်းကြည့်သူကတို့ရီးနေတာတငယ်တော်ကမြူးနေတာဒါကြောင့်မလို့တငယ်တော်ဟာကလေးတွေအတွက်အရန်ကိုတန်ဖိုးကြီးတယ်တငယ်တော်ရှိရင်ကလေးတွေချမ်းပါ ဟေ့ငါလည်းတကယ်တော့တယောက်လောက်ချပေးသားပါ ဟုတ်တယ် ငါလည်းနှုတ်ချရင်သူ့အကူကြီးတောင်း အဲ့ဒါငါဒီမှာလာဆိုလို့ရတယ်နင်းနော်အဲ့တော့တငယ်တော်ကြွလာတဲ့ပိတ်တယ်များအားလုံးနဲ့တကွာဟောဒီတောင်တော့မှာရှိကြတဲ့ကလေးတငယ်တွေအကုန်လုံးကျမ်းမာချမ်းသာအသက်ရှိဖို့အရေးငင်းချမ်းခံကအတိတ်ဆောင်ရိပ်နောက်ဆုံးပိတ်အိတ်နဲ့လွယ်တငယ်တော်အကနဲ့အတိတ်ဆောင်ခဲ့ပြရတယ်ဗျာ တကယ်ပြောတယ်တကယ်တော့တငယ်တော့ပြီးတော့ဖီးချမ်း ဘာဖိကြံတော့ ဖီးချမ်းပြီးတော့ငမောင်စိမ်း ငါပြောသေးမဟုတ်ဘူးကဲစောစောတောင်းတဲ့အဖိုးကြီးတွေနော်ခုနှစ်ထွေကျွန်တော်တို့ဦးကြီးကျေးဇူးများတင်ပါတယ်ဒါခုနှစ်ထွေကိုကပ်ပြီးဖြစ်ပါဒီခါကျရင်တောင်းတာချင်းကဗေဒါလန်း ဘေးဒါလန်းနဲ့ဘေးဒါကြီးမဟုတ်ဘူးဘေးဒါလန်းနော်
လမ်း ဟို နော် ဘေးရာကြီးလားဘေးရာလန်းလားဘဲဥက္ကတရားနေရအဲ့ဒါလား အဲ့ဒါလေ မဘေးရာသူရေးခါအမဟုတ်ဘူး မဟုတ် ဟုတ်ကဲ့ကဲတော့ပြီးခဲ့တဲ့ပွဲရလဲတောင်းပါတယ်နော်ကျမကိုရီတို့ကဒီသချင်းကိုတကယ်ကိုမှမောတာပါ သူတို့ပဲနေမှာပါပဲ ကိုကညီမလည်းပြန်လာလား ဟမ်မဟုတ်သူမပြန်ဘူးဆွဆွလူရင်နှွေးတိုက်တာကိုအားမကြလို့သူသွားခတ်တာတဲ့ ဟောင်းကုန်မယ်နော်ဘုံကြီးလေးကိုပြောမယ်မိုးလင်းတဲ့ဒီကဆိုရင်အကိုတို့ကပေးမယ် ရတယ် အဲ့လိုယဉ်သီးတဲ့စကားတော့မပြော မ နဲ့ ပြောလို့တော့ဒီရောင်းအဲ့လိုရိုင်းနေသူရှိပါဘူး ကျွန်တော်ကမျက်ခုံးမွေးပါတယ်တဲ့ အေး ဟာဖောင်းကုန်မယ်ကွာဖောင်းကုန်မယ်ရောင်းတယ် ပြန်ဖို့ပြန်ပြီးပါသူက ဟဲ့မင်းအဲ့ဒါမိုးရအောင်ညီလေးဟာကွာ ဒီတော့ကိုကြည့်မိတယ်ဟုတ် မိုးအန်ဆုံးကိုဖနှောင်းတဲ့ပေါက်ထားတဲ့နာတယ် တကယ်တမွေးမောက်ကိုမပါနဲ့နော် ကဲဘာမှမူနဲ့ကံပွင့်ငါပြန်ကြရင်မသေးဘွားစီကနှုတ်ပြီးစပ်ပြီးမယ် ငါနှုတ်လက်တာအချမ်းလေးဘက်ကဟာပြီးနော် ကဲတော့ဘေးရပြန်အန်ကိုခက်ပတ်ပန်လေးပေးတဲ့ โอเค ဘဲစာဘေးရဘဲအုပ်ကြားတဲ့ကဖြတ်ရဲတဲ့တတ်တိရှိတယ်လို့ကျမတို့လောကီလူသားတွေလေလောကကိုကဟန်ဆောင်လောကရှင်တောကဆိုတာလူတိုင်းကြုံနေရပါတယ် အဲ ခုနအမရဲ့သဘောကျပါ ကံပွင့်မျက်ခုံးမွေးကြည့်ပြီးတော့ဘော အဲ့တော့နောက်ကမပါဘူးကတက်တူရတက် ကဲ တူ ဒေါ်လေးတို့ကျွန်တော်သူ့မျက်ခုံးမွေးအတွက်ဒေါ်လေးတို့အလူခံပါတယ်နှမွေးသုံးမွေး ကောက်ကောက်ကြီးတွေမပေးရနဲ့နော်နည်းနည်းများသွားပြီညီလေးမို့မချင်နဲ့အကိုမင်းတို့ရှိရလို့အကုန်လုံးတက်ထိုးလိုက်ပါကိုခံပါတယ်အဲ့တကယ်လုံးတော့မပြောနဲ့ကွာညီလေးနော် မျက်ခုံးမွေးကျွန်တော်ရှိရ ရှင်ထဲမှာကိုရင်လိုဖြစ်တယ် အားလုံး ခံစားရတယ်လေကွာ တက်တူထိုးပေးပါမယ်တဲ့ပြီးရင်ပတ်ဆက်ဆိုင်ပြီးတော့ရွာ မို့နေရာတကနေမပါနဲ့ပါလီမလုံးနဲ့ တက်တူထိုးပေးမယ်တဲ့ မလုံးနဲ့ကြည့်ရလေကြုတ်ကုန်မယ်ဘယ်လိုလဲဘယ်လိုစွတ်ပေါ်နေရတော့ဟောဘေးဒီကိုင်းနေရတော့ ဘာမှကိုမပါပါဘူးကိုရဘယ်လိုတော့ နေပြောမှကိုပို့ထိုးနေပြီနေပြောမှကိုပို့ထိုးနေပြီ အဲ့တော့နောက်ကကျမ တော့ပါပြီ ဘေးတာလန်းစုံမယ်ဆိုတော့ ငိုင်းမဲ့တယ်ပြန်နေဘူးလားဒီလိုပဲဓာတ်အီးတို့ဘယ်လိုပြောတာမန္တလေးကုချင်အောင်ရာသီဥတုကလင်ငယ်နေနေတာဆိုတော့ ဩမိမနဲ့လွဲနေတာဖောက်ပြန်တာမိမနဲ့လွဲနေတာ အဲ့ဒါမပြောတတ်လို့ အဲ့ဒါကိုကြီးကိုချစ်လို့ဒီညီမလေးတွေပြီးခဲ့တဲ့ဘွဲ အေးအိမ်အပေါက်လက်ပေးမဲ့သူမရှိလို့အဲ့မှာထိုင်းနေကြတာလေဩအကြီးတဲ့ဒီစပိန်ကျုပ်ဝဲတဲ့မိမကြီးကတစ်မျိုးတကယ်ကြောက်စင်စီကြီးကြနေတာပဲအကြီးတစ်ဖက်မှလေးမို့လားအကူကမှညီမငိုက်နေတာတကူတို့ကြီး အဲ့တော့နောက်ကပတ်စာပြောင်းကြရအောင်လို့ကျမတို့ရေးစရာမောစရာလေးနဲ့ပြောတာပါဘေးတာလန်းကသူကအတန်လေးတစ်ပြည့်ဖြစ်တော့ကျမမောင်လေးပတ်စာချင်းရပါ ဆိုင်မှုညီရတာရည်စရာမောစရာပြောတာငါတော့တူစရာဖြစ်သွားပြီ သူကလည်းမကြိုးပါနဲ့ နောက်တောင်နောက်ပွဲစုံကမလိုက်တော့တော်ပြီ ဒါကြောင့်ကျ